ဒါလေးကကျွန်တော်တို့ COB ကီးချင်းလေးကျွန်တော်တို့ဘယ်သူတွေစောင်းထားတဲ့လဲတော့လွယ်လေးမှချိတ်ထားမယ်နောက်ပြီးတော့ကျွန်တော်တို့ကီးချင်းလေးဖြစ်ချိတ်ထားမယ်ဆိုရင်အဆင်ပြေတယ်နော်ကျွန်တော်တို့ဘာတွေဘယ်သူတွေကားသမားတွေဆိုပိုတင်တော်တယ်ဗျာနော်ကားပေါ်မှာကျွန်တော်ပစ္စည်းရှာကျွန်တော်တို့တခုခုစက်ခန်းတွေတစ်ပိုင်းနှိုက်မယ်ဆိုဒီကောင်လေးပိုဆင်ပြီမီးလင်းရလည်းတော်တော်ကောင်းတယ်နောက်ပြီးတော့သူ့ရဲ့အသုံးဝင်မှုတွေလည်းအများကြီးပြီးတော့ဒီမှာအားသွင်းနေရင်လည်းကျွန်တော် indicator လေးနဲ့ပြနေရနော်အဲ့တော့ဒါလေးကိုကျွန်တော်ဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့သူ့ရဲ့မီးလင်းအားလေးကိုကျွန်တော်ပြပေးမယ်နော်မီးအယောင်လည်းအများကြီးပါတယ်တွေ့လားအလင်းမှာ1ဆန်2ဆန်3ဆန်အများကြီးပါတယ်ဒါဆိုမီးဖြူကိုမှကျွန်တော်တို့လင်းထိတ်နေတာပဲနော်တော်တော်လင်းအားကောင်းတယ်ဖိုးနေတာပဲဒါကမီးဖြူအနှိပ်ပြီးရင်မီးဝါလည်းပါသေးရနော်နောက်ပြီးတော့ဒါလေးကမီးဝါကိုအနှိပ်မီးဖြူအမြင့်မီးဖြူအနှိပ်မီးဝါအမြင့်မီးဝါအနှိပ်နောက်ပြီးရင်ဒီမှာမီးနီအနီပါအောင်မယ်ပြီးရင်မီးနီကိုမှကျွန်တော် SOS ပုံစံလေးနော်ကျွန်တော်တို့ကားတွေဘာတွေမှာဆိုအရန်အဆင်ပြေတယ်နော်ဒါလေးနောက်သူ့မှာပါလဲဆိုဒီမှာစကူသေးလေးတွေပါတယ်ဗျာနော်စကူသေးလေးတွေကိုကျွန်တော်တို့တက်ပြီးတော့ဒီမှာတက်ပြီးတော့ကျွန်တော်တို့လှည့်လို့ရမယ်နော်ဒီမှာတက်ပြီးတော့ဒီမှာတက်မယ်နော်တက်ပြီးတော့ကျွန်တော်စကူသေးလေးတွေ၄ချောင်းစတားရဲ့အပြားရဲ့နော်၄မျိုးဒီမှာတက်ပြီးတော့ကျွန်တော်တို့ဖြုတ်လို့ရမယ်အသေးလေးတွေဖြုတ်လို့ရမယ်နော်အကြီးတွေဆိုတော့ဒီကောင်အရစ်ပြုံးသွားလိမ့်မနိုင်ဘူးနောက်ပြီးဒီမှာကျွန်တော်တို့နက်တွေဖြုတ်လို့ရမယ်ကောင်လေးပါမယ်နော်ဒီမှာနက်တွေအမျိုးအစားအသေးလေးတွေပေါ့နော်နက်တွေကိုဒီလိုလှည့်ဖြုတ်လို့ရမယ်ဟာလေးပါတယ်ဒါလေးကကီးချင်းလေးနော်နောက်ပြီးတော့ဒီမှာကျွန်တော်တို့ကားမှန်နေပါတွေခွဲတဲ့ဟာလေးပါမယ်ခြုံလေးပါမယ်နောက်ကျွန်တော်တို့ဒါလေးကကျွန်တော်ပလင်းဖောက်လို့လည်းရသေးတယ်နော်ပလင်းဖောက်လို့လည်းရတယ်တော်တော်လေးသုံးဝင်တယ်ဗျနော်ဈေးနှုန်းလေးကကျွန်တော်12000ပဲရောင်းပေးမယ်နော်ဒါလေးကအမှန်တကယ်ဆိုဒီကောင်1000ခွဲလောက်တန်တဲ့ဟာဗျနော်12000နဲ့ရောင်းပေးမယ်နော်မစိုးပါဘူးဗျနော်ဒီမီးသီးရဲ့အထက်ကဘက်ထရီရဲ့နဲနေတန်ပါပြီနော်ကျန်တာတော်တော်များများသုံးလို့ရတဲ့ဟာလေး12000ပါတစ်ခုကို12000တကယ်လို့အများယူမယ်ဆိုလဲကျွန်တော်အများသေးလေးထပ်လျှော့ပေးမယ်နော်ဟုတ်ပြီးရင်တစ်ခုချင်းစီကိုကျွန်တော်ဘက်ထရီကောင်းမကောင်းမီးလာမလားကျွန်တော်အဲ့လိုမျိုးစမ်းပြီးမှကျွန်တော်ပို့ပေးပါတယ်နော်ဟုတ်အားလုံးပဲကျေးဇူးပါဗျ